ခုကျွန်တော် MM Global မှာကျွန်တော် mini job လုပ်နေလေကျွန်တော်ပြမယ်เนาะဒါနေ့တိုင်းလုပ်ပါเนาะတရက်မှမပြတ်ကွက်ပါစနေပြတ်မယ်ဆိုရင်လည်းတစ်ပတ်မှတရက်လောက်ပဲပြတ်ပါဗျပြီးတော့တေချာအောင်လည်းလုပ်ပေးပါเนาะအခု MM extra ကိုနှိပ်လိုက်ပါ mini job လုပ်ဖို့အတွက်โอเคเนาะဒီမှာကျွန်တော်တို့အလုပ်လေးเนาะအလုပ်တွေပေါ့เนาะတစ်ခုနှစ်ခုသုံးခုလေးခုငါးခုအများနဲ့၅ခုလောက်ဒါကျွန်တော်တွေ့တယ်၅ခုတွေကကျွန်တော်တစ်နေ့မှတစ်ခုပဲလုပ်ရမယ်ဗျเนาะတစ်နေ့မှတစ်ခုပဲလုပ်ပါ၅ခုတွေမှာတစ်ခုလုပ်ရလဲအများကြီးပို့လုပ်ချင်မလို့ပါဘူးဒီ၅ခုတွေတစ်ခုပဲလုပ်နေ့တိုင်းတစ်ခုပဲလုပ်သွားမှာပဲတချို့ကမေးတယ်ဗျဒီလောက်ပြောထားရစတယ်ဘယ်နှခုလုပ်ရမှာလဲဘယ်နှခုလုပ်ရမှာလဲဟုတ်ကဲ့တစ်ခုပဲလုပ်ပေးပါเนาะဒီအလုပ်ကလေးတွေကိုအဲ့တော့လုပ်တဲ့ခါမှာလည်းကျွန်တော်ကလွယ်ရလေးရွေးလုပ်မယ်ဗျเนาะခက်တာတွေကျွန်တော်ကမလုပ်ဘူးဒီထဲမှာရှာလိုက်ပေါ့ဗျလွယ်ရလေးပေါ့โอเคကျွန်တော်ကအလုပ်တစ်ခုအောင်မြင်တိုင်းမှာ 2.67% ရတယ်အဲ့ 2.67% ကဘယ်မှာသွားပေါ်မလဲဆိုတော့ဒီမှာသွားပေါ်နေမယ်เนาะကျွန်တော်တို့တစ်နေ့အောင်မြင်တိုင်းမှာ 2.67% online အဓိကကတော့ကျွန်တော်တို့ဒီ online ရှိရပေါ့ဥပမာပေးရင်ကျောင်းသားတစ်ယောက်ကျောင်းတက်တယ်လို့ပေါ့ဗျာเนาะကျောင်းဘယ်လောက်ထိတက်တယ်လဲသူတို့သိချင်တယ်အဲ့လိုပဲကျွန်တော်တို့ဒီလေဒီ online ဘယ်လောက်ရှိတယ်လဲသူတို့သိချင်တယ်ဗျเนาะဒါကျွန်တော်ဒီလုပ်ကိုလုပ်ပေးရပါမယ်အဲ့တော့အကယ်ကျွန်တော်ရဲ့လုပ်လိုက်တဲ့အလုပ်ကအောင်မြင်တယ်ဒီနေ့အတွက်အောင်မြင်သွားရဆိုရင်ဒါ confirm ဖြစ်တယ်လို့ 2.67% ဒီမှာတက်လာပါလိမ့်မယ်เนาะပြီးတော့ email တွေကိုလည်းဒီ complete ဖြစ်ကြောင်းသူတို့စာလေးပို့ပေးပါတယ်ဗျ okay ကျွန်တော်တို့ဒီမှာလွယ်လုပ်ပြီးရှာတာကျွန်တော်ဘယ်လုပ်ရှိလဲပေါ့เนาะဘယ်လုပ်ရှိလဲဒီမှာအလုပ်တွေမှာတော့ဗျာအများကြီးပဲဗျာသူတို့ခိုင်းတာတွေအများကြီးပဲဒီဆိုရင်ဒီ Google Market တော့နော် Instagram ဆိုတော့ဒါဆိုရင်ဖုန်းထဲမှာလုပ်လို့ရတယ်ဗျကျွန်တော်ကတော့မလုပ်ဘူးတက်ဘူးဗျကျွန်တော်ဒီ Twitter မှာပေါ့နော် Twitter မှာကျွန်တော်ကလုပ်တယ်ဗျနော် Twitter မှာလုပ်ပါတယ်အဲ့တော့ Twitter မှာလုပ်တဲ့ခါကျတော့ကဲကျွန်တော်ဒီလုပ်ကိုလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီလောက်ကလွယ်ပေါ့နော်နည်းနည်းစာလေးဖတ်ကြည့်လိုက်ပေါ့ဗျနော်ဒီလောက်ကလွယ်တယ်လို့ထင်တယ်ဆိုလို့ရှိရင်ကျွန်တော် stack ကိုနှိပ်ပေးလိုက်stack ကိုနှိပ်ပေးလိုက်တာ ਨੇ ဒီမှာတွေ့လားဒီအလုပ်တစ်ခုအောင်မြင် 2.67% ရမယ်ပေါ့နော်ဒါကျွန်တော်ကြောင်းတက်ချိန်ပေါ့ okay ဒီမှာသူပြထားတယ်လုပ်ပုံလုပ်နည်းသူပြထားတယ်ပေါ့နော်ဘယ်လိုလုပ်ပါကျွန်တော်တစ်ခုတော့ပြောချင်တယ်ဗျတချို့ကအကုန်လုံးတိုင်းဒီပုံထဲမှာပြထားတဲ့အတိုင်းပဲတဝေမတိန်လိုက်လို့တချို့တစ်ခါကျခလုတ်တွေကနေရာလွဲဟို website တွေအများနဲ့ update လုပ်နေတော့ဒီနာအစားတော့ဒီနာမှာခလုတ်ရှိရဆိုခလုတ်ကဒီ down ရောက်သွားရှိမယ်အဲ့ဒါဆိုသူတို့လေထွက်နေမလုပ်တတ်တော့ဘူးပေါ့နော်ဟိုနည်းနည်းလေးအဲ့ခါကျတော့နည်းနည်းလေးတော့ဟိုကိုယ့်ရဲ့အုံနောက်ကိုနည်းနည်းလေးတော့လွှာပြီးတော့အသုံးချပေးပါပေါ့ကိုယ့်ရဲ့ညံပေါ့နော်ဟိုဘာမှခက်တာလည်းမဟုတ်ပါဘူးသဘောတရားရတာကျွန်တော်တို့အရန်လွယ်ပါတယ်ပေါ့နော်အရန်လွယ်တယ်သူကတော့ဒီမှာပြထားတယ် follow the link နဲ့ Twitter တဲ့နော်ဒီ link ကိုဖွင့်လိုက်ပေါ့နော်ဒီ link ကိုဖွင့်ပြီးလို့ sign up Twitter မှာ sign up လုပ်ပေါ့နော်ပြီးတော့ဒီ form တွေကိုဖြည့်နော်အဲ့ဒါသူတစ်ဆင့်ချင်းသူအလုပ်တွေကိုသူပြထားပါတယ်ဗျာနော်အလုပ်တွေကိုပြထားတယ်ပြီးလို့ရှိရင်ဒါကျွန်တော်လုံးဝပြတော့ပါဘူးကျွန်တော် video file လေး2 file ကျွန်တော်တွဲပေးလိုက်ပါမယ်နော်ကျွန်တော်အရင်တော့ Facebook မှာလုပ်ထားတဲ့ဟာလေးရယ် Pinterest မှာလုပ်ထားတဲ့အလုပ်ကြီးကျွန်တော်ပေးလိုက်ပါမယ်ဒါဒီတိုင်းကျွန်တော်အကြမ်းပြသွားပါမယ်နှုတ်မို့ဆိုနည်းနည်းကြာပါတယ် video file site လေးကြီးသွားမှာဖြစ်ပါတယ်ဗျ video file site ကြီးပိုင်းနဲ့ upload လုပ်ရတယ်နည်းနည်းခက်ခဲသွားမှာဒါကြောင့်မလို့ပါနော်ကျွန်တော်ဒီဟာလေးကိုကျွန်တော်အကြမ်းမြင်ပြောလိုက်မယ်တကယ်လည်းလုပ်ပြထားတဲ့ video file 2 file ကိုလည်းကျွန်တော်တွဲပြီးတော့တင်ပေးပါမယ်ဗျနော်တင်ပေးတဲ့အခါကြာလို့ရှိရင်ဒီမှာဆိုလို့ရှိရင်သူပေါ့နော်သူရေးပြထားတယ်ပေါ့နော်ဒါဒီမှာ register လုပ်ဒါ register ပဲလုပ်ပေါ့နော် register ပဲလုပ်ပြီးလို့ရှိရင်ဒီမှာဒီ UD link ကိုသွားဖွင့်လိုက်ပေါ့ကြိုက်တဲ့ video သူဖွင့်ပေါ့နော် click any video ကြိုက်တဲ့ video သူဖွင့်ပြီးလို့ကိုယ် share ဒါလေးကိုနှိပ်ပြီး Twitter မှာ share လိုက်တယ်ကိုယ့်အကောင့်မှာ share လိုက် share ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာဒါဆိုလို့ရှိရင်ဒါ continue ပေါ့နော်ဒါသူတို့ရေးထားတစ်ခါကျစာရမှားနေတတ်တယ်ဗျအဲ့မှာပေါ့နော်မရှားစာဖြစ်နေတတ်တယ်အဲ့တော့ကျွန်တော်တို့ continue တွေပါပေါ့နော်အဲ့လိုမျိုးနှိပ်ပေါ့နှိပ်ဒါသူပြတဲ့အတိုင်းလေးနည်းနည်းသွားပြီးလို့ရှိရင်ဟိုကျွန်တော်ဒီကကိုယ့်ရဲ့အဓိကတော့ဗျာဒီတွေကဗီဒီယိုတစ်ခုကိုကိုယ့်ရဲ့ဟို Twitter အကောင့်မှာ share ခိုင်းလိုက်တာပဲဗျာနော် share ခိုင်းလိုက်တာပဲဒါသူကရှင်းပြတယ်လေထွက်နေတာပေါ့share ခိုင်းလိုက်တဲ့အခါမှာကျွန်တော်ဒီလိုမျိုး share လိုက်တာပေါ့နော် Twitter အကောင့်မှာကျွန်တော် share လိုက်တယ် share လိုက်တာနဲ့တပြိုင်နက်ကျွန်တော်ရဲ့အကောင့်နဲ့ရောက်သွားမယ်ရောက်သွားရင်ကျွန်တော်တို့ဒီ Facebook မှာပေါ့ Facebook မှာဆိုကျွန်တော်ဘယ်နှမိနစ်
ကျွန်တော် post တစ်ခု share လိုက်တယ်ဆိုရင်ဘယ်နှမိနစ်မှာ share လိုက်တယ်ဆိုပြီးကျွန်တော်ပေါ်ရလေဒီမှာကြည့်ဒီ video လည်းအဲ့တိုင်းပဲနော်ဟိုတွေကကြာရဒီ video link ကိုဖွင့်ပြီးတော့ကိုယ့်ရဲ့ Twitter account မှာ share လိုက်တယ် share လိုက်တာနဲ့ဥပမာထားပါတော့သူ share ထား39 second ပေါ့နော်39 second ကြာသွားပြီပေါ့အဲ့တော့ဒီနေရာလေးကိုကျွန်တော်က right click ထောက်မယ်နော် right click ထောက်ပြီးတော့ကျွန်တော်က copy link location လေးဆိုတာလေးယူလိုက်မယ်ပေါ့နော်ဥပမာပေါ့ဒီလိုပေါ့ဗျာကျွန်တော်ဥပမာပြောရင် right click နော် sorry ဒီလိုပါလေးဥပမာအော်ဒီမှာ copy link address ပေါ့အဲ့လိုပဲဒီနေရာမှာလည်းဒီနာမှာ right click ထောက်လိုက် copy link address လေးကိုယူပြီးတော့ကျွန်တော်တို့ဒီနေရာလေးမှာ paste လုပ်ပေးလိုက်နော် paste လုပ်ပေးလိုက်ပြီးရင် send for approve ပဲနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့အရှိမပြီးရင် moderator ဆိုပြီးတော့ကျွန်တော်ကလာပြနေလိမ့်မယ်ကိုရှင်းမှာလုံနေတဲ့လူဘယ်နှယောက်ကြံသေးတယ်ပေါ့နော်ထားပါတော့ကိုရှင်းမှာလုံနေတဲ့လူနောက်ပိုင်းဆို global ကအရန်ကိုသုံးပြတဲ့သူများလာတယ်သုံးပြများတော့အလုပ်တစ်ခုကိုကျွန်တော်တို့ confirm ဖြစ်ပေါ့နော်ကိုလုပ်တာအောင်သိဖို့တော့ကိုရှင်းမှာအလူအယောက်3000 4000စောင့်ရတာရှိတယ်3000 4000စောင့်ရတယ်ရှိတဲ့အခါကျတော့ခါလေးကျွန်တော်ကသူတို့စစ်တဲ့အခါကျရင် moderator ရဲ့စစ်ပေးရတာဗျ moderator ကျွန်တော်တို့စစ်ပေးရပါတော့ကျွန်တော် moderator သူရှိတဲ့အခါကျတော့ကျွန်တော်တို့လည်းစစ်ပေးရတယ်ကူပြီးတော့တစ်ခါစစ်ရင်ပေါ့နော်ဒါကျွန်တော်ဘုသူတိုင်းပြောပြပေးရပါ global မှာတန်း80 90လောက်ရှိတယ်တန်း80 90တဲ့ moderator အယောက်1000 2000နေပြီးတော့ wine စစ်ပေးရတယ်ပေါ့သူတို့လည်းအလုပ်ဟုတ်တာဟုတ်မဟုတ်ပေါ့နော်အဲ့လိုမျိုးလေးစစ်ပေးရပါတယ်ဗျနော်အဲ့တော့ကိုရှေ့မှာလုပ်တဲ့လူဘယ်နှယောက်ဘီ moderator ဆိုပြီးတော့ကိုရှေ့မှာလုပ်တဲ့လူဘယ်နှယောက်လဲဆိုတာကျွန်တော်တို့တွေ့ပါလိမ့်မယ်နော်အဲ့တော့တစ်ခါကျရင်အလုပ်တွေက IP moderator ကနေပြီးတော့ကိုအလှည့်ရောက်တဲ့အခါကျရင်ကိုအလုပ်ကအောင်မြင်နေဆိုရင်တော့ confirm ပြလိမ့်မယ်မအောင်မြင်ဆိုရင်တော့ reject ပြလိမ့်မယ်ဗျနော် IGCT reject ဆိုပြီးတော့ပြလိမ့်မယ်ဗျအဲ့တခါလေးနောက်နေ့အထိမပြီးတာရှိရပြဿနာမရှိဘူးနောက်နေ့မနေ့ကူးသွားရင်လည်းဒီလိုအလုပ်တွေကပေါ်9ခုပေါ်လာမှာပဲ9ခုတွေတစ်ခုကိုကြိုက်တာရွေးလုပ်လိုက်ပါအကယ်ထားပါတော့ဒီ Twitter အလုပ်ကကျွန်တော်တို့ခက်တယ်ဆိုလို့ရှိရင်မလုပ်တော့ဆိုရင် reject the test ကိုနှိပ်လိုက်ဒီအလုပ်ကခက်ခဲတယ်ပေါ့နော်ကျွန်တော်မလုပ်တတ်ဘူးလို့ထင်တယ်မလုပ်တတ်ဘူးလုပ်ကြည့်လို့အဆင်မပြေတော့ဆိုရင် reject test ကိုနှိပ်လိုက် reject test ကိုနှိပ်လိုက်လို့ရှိရင်မူလနေရာပြန်ရောက်သွားမယ်မူလနေရာပြန်ရောက်သွားတဲ့အခါကျရင်ဒီထဲကနေလွယ်မယ်ထင်တဲ့အလုပ်လေးပေါ့ဗျာနော်လိုက်ပြီးတော့လုပ်ကြည့်ပေါ့နော်အမှ step ကိုနှိပ်ပြီးတော့လုပ်ကြည့်ပေါ့နော်တစ်ခုတနေ့မှတစ်ခုပဲလုပ်ပေးရမှာပဲကိုအလုပ်အောင်မြင် confirm ဖြစ်မယ် email တွေကိုလည်း message ဝင်လာမယ်နော်မင်းရဲ့အလုပ်ကအောင်မြင်တယ်ပြီးရင်ဒီနာမှာလည်းဒီအလုပ်တစ်ခုအတွက် 2.67 တက်သွားမယ်ဗျနော်ဒါပါပဲဒီအလုပ်ကလေးတွေပဲကျွန်တော်တို့ပုံမှန်လုပ်ပေးရပါမယ်အဲ့တော့ခုကျွန်တော်တို့ကငွေကိုလည်းเนาะကျွန်တော်တို့က deposit လုပ်တက်သွားပြီပေါ့เนาะ request တင်တက်သွားပြီခုကျွန်တော်ဒီ mini job လုပ်နည်းကိုလည်းတည်သွားပြီပေါ့เนาะအဓိကတော့ global ကရှင်းရှင်းလေးပါပဲဗျာကိုယ့်ရဲ့ငွေကိုဒေါ်လာ100ရင်းရင်เนาะတစ်လပြည့်ရင်ဒေါ်လာ200ပြန်ဖြစ်မယ်အဲ့လိုဖြစ်ဖို့အတွက်เนาะဒီမှာငွေကို deposit လုပ်ရမယ်နောက်တစ်ခုကကျွန်တော်ဒီ extra ဆိုတဲ့အလုပ်ကလေးတွေကိုနှိမ့်တိုင်းเนาะ confirm ဖြစ်အောင်သေချာလေးလုပ်ပေးရမယ်ဒါပါပဲအချိန်တန်ရင်ကိုယ့်ရဲ့ပတ်စံကိုထုတ်လိုက်ပေါ့ဗျာနော်ကျွန်တော်ပတ်စံထုတ်နည်းကိုနောက် video file တစ် file မှာကျွန်တော်ရှင်းပြထားတယ်အဲ့ video file လေးကိုကြည့်ပြီးတော့ထုတ်လိုက်ပါအရင်လွယ်ကူပါတယ်ဗျနော်အဲ့တော့အခက်ခဲရှိလို့ရှိရင်ကျွန်တော်ကိုဆက်သွယ်ပြီးတော့မေးမြန်းပေးပါကျွန်တော်ကအားလုံးရဲ့ကျွန်တော် supporter ပါကျွန်တော်အားလုံးကိုကျွန်တော်အကောင်းဆုံးထောက်ပံ့ပေးပါမယ်ခင်ဗျဟုတ်ကဲ့ပါအားလုံးပဲကျေးဇူးတင်ပါတယ်